အားလုံးပဲမင်္ဂလာပါဒီနေ့ပြောမယ့်ခေါင်းစဉ်လေးကတော့ဂယူးမဆိုင်ခြင်းအမှုပညာတချို့ကကိုဘာလုပ်တယ်ဆိုရင်ပတ်ဝန်းကျင်ကိုအရန်ဂယူးဆိုင်ပါတယ်တချို့အရာတွေကပတ်ဝန်းကျင်ကိုဂယူးဆိုင်လို့ကိုမအောင်မြင်တဲ့အရာတွေအများကြီးပါပတ်ဝန်းကျင်ကကိုကိုပြောရင်ကိုဘာပြန်ပြောရမလဲပတ်ဝန်းကျင်ကငါ့ကိုနှိတ်ကွမယ်စသဖြင့်ဒါမျိုးတွေဆိုရင်မိတ်ဆွေဘာကိုပြောလို့ဘာကိုလုပ်ရမှမသိဖြစ်နေတတ်ပါတယ်ပတ်ဝန်းကျင်ကအမြဲတမ်းကိုယ့်ဘက်မှာမရှိသလိုပတ်ဝန်းကျင်ကအမြဲတမ်းကိုယ့်နောက်မှာလည်းမရှိပါပတ်ဝန်းကျင်ကအမြဲတမ်းကိုယ့်အကြောင်းကိုလည်းမပြောပါဘူးဒါကြောင့်မလို့ဘာကိုပဲလုပ်လို့ကိုလုပ်တာအမှန်ဆိုတဲ့စိတ်နဲ့လုပ်တာပိုပြီးကောင်းပါတယ်အရာရာတိုင်းကိုတော့မဆိုလိုပါဘူးအများစုကကိုလုပ်တဲ့အရာတွေကိုပတ်ဝန်းကျင်ကိုဂရုစိုက်လိုက်လို့ရှိရင်အရာအလုံးကအောင်မြင်မှုလဲနှောင့်နေတယ်ကြာရှုံးမှုတွေကိုအလားအလာရှိတယ်ကိုဖြစ်ချင်တဲ့အရာတွေကိုသွားချင်တဲ့လမ်းတွေအတွက်ထိအငေါ့ဖြစ်စေပါတယ်ဒါကြောင့်မလို့ပတ်ဝန်းကျင်ကောင်းခြင်းမကောင်းခြင်းတဲ့မိမိကိုယ်ကိုပြောင်းလဲပြုပြင်ရမှာဖြစ်ပါတယ်ပတ်ဝန်းကျင်ဘလောက်ပဲဆူကိုကောင်းအောင်နေရင်ကောက်သွားမှာပါဒါကြောင့်မလို့အရာတိုင်းကိုပတ်ဝန်းကျင်ကိုဂရုစိုက်ပြီးမနေပါနဲ့ဒါကြောင့်မလို့ဂရုမစိုက်ခြင်းအမှုပညာဆိုပြီးခေါင်းစဉ်လေးပြထားတာပါ Thank you ပါအားလုံးကိုကျေးဇူးပါ